အနှစ်20လုံးလုံးကန်ဆိုးမှုမောင်ချခဲ့သောအမျိုးသားတို့ဦးသည်လှေကားပေါ်မှခုန်ချခဲ့သည်ထို့ချိန်မှာပင်သူ၏ကံကောင်းမှုများစတင်ရောက်ရှိလာပြီးပူပေါင်းတစ်ခုပေါ်သို့ကျမှခဲ့သည်ထို့နောက်သူသည်ပြန်ကန်ထွက်သွားပြီးလမ်းသွားလမ်းလာတဦးနှင့်တိုက်မိခဲ့သည်ဤနည်းဖြင့်ထိုအမျိုးသားသည်အထက်မြင့်အဆောက်အုံပေါ်မှပြုတ်ကျခဲ့တော်လဲမြည်သည့်ဒဏ်ရာများမရရှိခဲ့ပြီတစ်ချိန်တည်းမှပင်သူနှင့်တိုက်မိသောလမ်းသွားလမ်းလာမှာမြေပြင်ပေါ်၌လူးလိမ့်နေခဲ့သည်လုံခြုံရေးအရာရှိတဦးကထိုသူကိုမြင်လိုက်ရသောအခါအလိုရှိနေသောရာဇဝတ်ကောင်ဖြစ်ကြောင်းချက်ချင်းမှတ်မိသွားခဲ့သည်ထို့ကြောင့်လုံခြုံရေးအရာရှိကထိုအမျိုးသားအားတတိရှိမှုအတွက်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်ထို့အပြင်စုချင်းရဲ့အဖြစ်$2000ကိုလည်းပေးခဲ့သည်ထိုအမျိုးသားသည်ဤအရာမှမယုံနိုင်စရာကောင်းသည်ဟုခံစားခဲ့ရသည်သူ၏ဘဝတွင်ဤမြကံကောင်းခဲ့သည်မှာပထမဆုံးအချိန်ဖြစ်သည်သူသည်လွန်ခဲ့သောအချိန်ကတွေ့ခဲ့ဘူးသောဖုံးတောင်းစားတစ်ခုအကြောင်းကိုပြန်လည်စဉ်းစားမိသည်ထိုဖုံးတောင်းစားသည်အမျိုးသားထံမှ$100ယူခဲ့ပြီးနောက်အမျိုးသား၏ခန္ဓာကိုယ်အတွင်းသို့ရွှေရောင်အလင်းတန်းတစ်ခုထည့်ပေးခဲ့သည်မထွက်ခွာမီဖုံးတောင်းစားကအမျိုးသား၏ကံကြမ္မာကိုသူပြောင်းလဲပေးလိုက်ပြီးဖြစ်ကြောင်းပြောခဲ့သည်ထိုအချိန်မှစ၍သူသည်ပို၍ကံဆိုးလေလေပို၍ကံကောင်းသောအရာများဖြစ်ပျက်လာလေလိဖြစ်လိမ့်မည်အမှန်တော့ထိုအမျိုးသားသည်မွေးကလေးကလူသမျှအရာတွင်ကံဆိုးခဲ့သူဖြစ်သည်ခောက်ဆွဲချောက်စားလင်ပြင်ဟင်းခက်မုံထုတ်မပါတတ်ပြီးရေတောက်လင်ပြင်တည်တတ်သည်သူ၏ရည်စားမှလည်းသူ၏အရင်းနှီးဆုံးတငယ်ချင်းနှင့်နောက်ပါသွားခဲ့သည်ထိုအမျိုးသားသည်ဂုံပြုတ်မှတ်တမ်းလွှာကိုကိုင်၍လမ်းဖြတ်ကူးနီစဉ်မတော်ဆက်ချေခောက်ပြီးရှေ့သို့လွှင့်သွားခဲ့သည်ကံကောင်းထောက်မစွာဖြင့်သူသည်အလင်းအမြန်တုံ့ပြန်နိုင်ခဲ့ပြီးကိုဟန်ထက်ကိုထိန်းနိုင်ခဲ့သည်သို့သောနောက်တစ်စက္ကန့်တွင်တန်ဖိုးကြီးကားတစ်စီးကသူ့ကိုထပ်မံတိုက်မိခဲ့ပြန်သည်အမျိုးသမီးရင်မောင်းမှာကားပေါ်မှအမြန်ဆင်းလာပြီးသူ၏အခြေအနေကိုစစ်ဆေးခဲ့သည်အန်ရောစရာကောင်းသည်မှာထိုအမျိုးသားမှမီတာ30ခန့်လွင့်တွက်သွားခဲ့တော့လဲပြင်းထန်သောဒဏ်ရာတစုံတရာမရရှိခဲ့ခြင်းပင်ဖြစ်သည်ထိုအမျိုးသားကအမျိုးသမီးရင်မောင်းအားတောင်းပန်ရန်တောင်းဆိုခဲ့သောသူမကရော်ချင်းငွေကို$9000မှ$4000အထိတိုးမြင့်ပေးခဲ့သည်ထိုအမျိုးသားသည်ငွေပိုရမည်ဟုကြားလိုက်သည်နှင့်သူ၏အမူအရာကိုချက်ချင်းပြောင်းလဲလိုက်ပြီးထိုအမျိုးသမီးနှင့်တငယ်ချင်းဖြစ်လိုကြောင်းပြောခဲ့သည်ရော်ချင်းငွေမှရရှိနောက်ထိုအမျိုးသားအိမ်သို့ပြန်လာခဲ့သည်သူသည်ထိုနေ့ကဖြစ်ပျက်ခဲ့သမျှကိုသူ၏မိသားစုအားပြောပြသည်သူ၏မိခင်အတွက်လည်းရွှေဆွဲချိုးတကုံးွယ်ပေးခဲ့သည်မိခင်ဖြစ်သူကထိုအမျိုးသားမှနောက်ဆုံးတွင်ကန်စားတာပြောပွင့်လာပြီဟုထင်မှတ်ခဲ့သည်ပထမဆုံးအချိန်အဖြစ်သူမသည်သူအားထမင်းစားရဲပေါ်တွင်အတူစားခွင့်ပြုလိုက်သည်မမျှော်လင့်ပဲသူထိုင်လိုက်သည်နှင့်ထမင်းစားရဲကိုမှိုက်ဖြတ်လဲတော့အောင်လုပ်မိသွားသည်မိသားစုအားလုံးတန်ချင်းရေးလုပ်နေချိန်မှာလူဆောင်တချို့အိမ်ထဲကိုဝင်လာခဲ့ကြသည်အမှန်တော့ထိုအမျိုးသား၏အမချစ်သူ၏သားချစ်သူမှာခွဲစိတ်ခံယူမှုလိုအပ်နေခြင်းဖြစ်သည်အမချစ်သူကအတိုးကြီးသောငွေချေးသူများထံမှတိတ်ဆိတ်ငွေချေးထားခဲ့ခြင်းဖြစ်ပြီးရောက်လာသူများမှအကျွေးရှင်များချင်နေသည်၎င်းတို့ကအတိုးနှင့်ပေါင်းလင့်$1ပြန်ဆက်ရမည်ဟုပြောခဲ့သည်ရောက်ဖဲသူကရက်တနေ့ကိုထပ်ဖက်ရအတနာခံခဲ့တော်လဲလူဆောင်များကအမချစ်သူကိုပဲစိုက်ကြည့်နေခဲ့သည်ထိုအမျိုးသားကထိုငွေများကိုသူကိုယ်တိုင်ပြန်ဆက်မိဖြစ်ကြောင်းနှင့်သူ၏အမကိုနောက်နှောက်ယှက်ခြင်းမပြုသောကြောင်းပြောခဲ့သည်ထိုခဏတွင်ထိုအမျိုးသားသည်ထပ်မံကန်ဆိုးခဲ့သည်ပလင်းတပုံးကိုနှိမ်သွားခဲ့တော်နှင့်လေးဆိုင်ပေါ်မှမိပင်မီးဆိုင်ကြီးပြုတ်ကျသွားခဲ့သည်နေရန်ကြီးပြုတ်လန်းသွားခဲ့နောက်တော်မူရွှေပုံကြီးတစ်ခုကထွက်ပေါ်လာပါတော့သည်